အားလုံးပဲမင်္ဂလာပါခင်ဗျာgraphic ကပါတယ် laptop တစ်လုံးဝယ်မယ်ဆိုရင်ဒီ video ကိုမဖြစ်မနေဆုံးအောင်ကြည့်သွားပေးကြပါအခုချိန်မှာ laptop တစ်လုံးဝယ်ဖို့ဆိုတာကအရန်ကိုခေါင်းစားရတယ်ဆိုတာလူတိုင်းသိကြမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ Acer ကနေပြီးတော့ graphic ပါတယ် laptop ဝယ်မယ်ဆိုရင်အခြေခံမဖြစ်မနေသိထားတဲ့အချက်လေး၅ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြရအောင်နံပါတ်1ချက်အနေနဲ့ကိုကgraphic design software တွေ Adobe Photoshop Premiere Pro စတာတွေသုံးမယ်ဆိုရင် Intel Core CPU ပေါ့နော် CPU က Intel Core i5 ဒါမှမဟုတ် AMD Ryzen 5ကနေစပြီးသုံးလို့ရပါတယ်အကောင်းဆုံးဆိုရင် Intel Core i7 i9 AMD Ryzen 7 Ryzen 9စတာတွေကိုသုံးလို့ရပါတယ်အဓိကကိုးများ cloud speed များပါတဲ့ CPU တွေကိုရွေးချယ်သုံးပြီးပေးပါနံပါတ်2ချက်အနေနဲ့ RAM ဆိုရင် 16GB ကနေစပြီးသုံးလို့ရပါတယ်အဓိကကျွန်တော် 16GB ဆိုတာကတော့ပိုကောင်းတယ်ပေါ့နော်32GB အထိများတာတွေကိုလည်းသုံးလို့ရပါတယ်storage ကိုတော့ 512K SSD ကနေချပြီးသုံးလို့ရပါတယ်နံပါတ်3ချက်အနေနဲ့ GPU ဆိုရင်ကိုက engineering software တို့ 3D AutoCAD ပေါ့နော်အဲ့လို software တွေသုံးမယ် gamer တွေဆိုရင် Nvidia RTX AMD Radeon R8 စတဲ့ dedicated ပါတဲ့ GPU တွေကိုရွေးချယ်သုံးစေချင်ပါတယ်နံပါတ်4ချက်အနေနဲ့ကိုကdisplay ကိုကြီးကြိုက်တယ် screen size ကြီးကြိုက်တယ်ဆိုရင်တော့ screen size က 6 inch 16 inch 17 inch ကိုကြိုက်တဲ့ screen size ကိုရွေးချယ်လို့ရပါတယ်အဓိက resolution ကောင်းဖို့ပေါ့နော် resolution ကို Full HD resolution ဒီကဆိုရင်တော့ပိုကောင်းတယ်4K resolution အဓိက color gamut မှန်ဖို့ဆိုရင်100% sRGB လို့ DCI 300% စတာတွေပါတာတွေကိုရွေးချယ်လို့ရပါတယ်နံပါတ်5ချက်အနေနဲ့ battery life ဆိုရင်ကိုသုံးမဲ့ software မှာမူတည်ပြီးတော့ battery cell များ watt hour များပါတဲ့laptop တွေကိုရွေးချယ်ပေးပါအခုချိန်မှာ heavy သုံးမဲ့ user တွေကိုက gamer တွေဆိုရင်cooling system ကောင်းဖို့ laptop ကလည်းအရင်အရေးကြီးပါတယ်budget အနေနဲ့ကတော့ခုနှစ်ကကျွန်တော်ပြောသွားတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ကိုသုံးမဲ့ပမာဏနဲ့ချိန်ကြည့်ပေးရမှာဖြစ်ပါတယ်ကိုက professional ထိသွားဖို့ရည်ရွယ်ထားတဲ့ gamer တွေဆိုရင်တော့မိမိရဲ့ budget ကိုမြင့်ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်